Without Education Center မှာကြိုဆိုပါတယ်။ဒီဗီဒီယိုလေးမှာတော့ Grade 12 English Unit 4 Emotional Well-being သင်ခန်းစာမှာဒီနေ့စဉ်ဘဝတွေမှာကြုံတွေ့နေရတဲ့ Basic Emotion တွေအကြောင်းကိုဆက်လက်ပြီးတော့ပြောသွားမှာဖြစ်တယ်။အဲ့တော့ရှေ့ကဗီဒီယိုလေးမှာလည်းပဲဒီ Daily Life တွေမှာကြုံတွေ့ရမယ့် Basic Emotion တွေအကြောင်းကိုပြောခဲ့ပြီ။နောက်ခုဒီမှာကတော့Loving kindness ဆိုတဲ့ emotion လေးကြောင်းပြောမှာဖြစ်တယ်။ Loving kindness ဆိုတာက is a strong feeling of caring about someone. ဟုတ်ပြီအဲ့တော့ loving kindness ချစ်ခင်ကျင်နာခြင်းဆိုတာက about someone တစုံတစ်ယောက်ကို carry ဂရုစိုက်ပေးတဲ့ a strong feeling ပြင်းထန်တဲ့ပြင်းပြတဲ့ခံစားချက်တစ်ခုဖြစ်တယ်။ဟုတ်ပြီနော်ချစ်ခင်ကျင်နာရဲဆိုတာကတခြားတစ်ယောက်ကိုဂရုစိုက်ပေးတာမျိုးကိုခေါ်တယ်။ Treating someone with loving kindness ဒီချစ်ခင်ကျင်နာမှုနဲ့တစ်ယောက်ကို treating ဆက်ဆံတယ်ဆိုတာက means we say do a thing or something for their welfare for their welfare သူတို့ရဲ့ကောင်းကျိုးအတွက်ကျွန်တော်တို့ကပြောတယ်ကျွန်တော်တို့ကလုပ်တယ်သို့မဟုတ်ကျွန်တော်တို့ကတွေးပေးတာဖြစ်တယ်of something တခုခုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောတာ we say we do or we think เนาะကျွန်တော်တို့ကတခြားတစ်ယောက်တခြားလူတွေရဲ့ကောင်းကျိုးအတွက်တစ်စုံတစ်ခုနဲ့ပတ်သက်ပြီးတော့ပြောတာလုပ်တာတွေးတာအစရှိသဖြင့်ပေါ့နော်အဲ့လိုမျိုးပြုလုပ်ဆက်ဆံတွေးခေါ်ပေးတာကို loving kindness လို့တဲ့ loving kindness ချစ်ခင်ကျင်နာမှုနဲ့တယောက်ကိုဆက်ဆံတယ်လို့အဓိပ္ပာယ်ဆိုလိုခြင်းဖြစ်တယ် in other words တနည်းအားဖြင့် we try to make them happy instead of causing harm or suffering harm ဆိုတဲ့ဒီနာကျင်မှုတွေ suffering ထိခိုက်ဒဏ်ရာတွေစိတ်ဒဏ်ရာတွေပေါ့နော်စိတ်ထဲမှာခံစားရမယ့်ဒဏ်ရာတွေလို့ထိခိုက်နာကျင်မှုတွေကိုပေးမဲ့အစား then သူတို့ကို try to make happy make object adjective နော် make object adjective try to make them happy သူတို့ကိုပျော်ရွှင်စေဖို့အတွက်ကြိုးစားတာကိုလည်း loving kindness လို့အဓိပ္ပာယ်သတ်မှတ်လို့ရတယ်အဲ့တော့ကိုယ်တိုင်ကလည်းပဲသူတို့တွေကိုကောင်းဖို့အတွက်ပြောတယ်တွေးတယ်လုပ်ပေးတယ်ပေါ့နော်အဲ့ဒါကလည်း loving kindness တခါသူတို့တွေကိုနာကျင်မှုတွေစိတ်ဒဏ်ရာတွေမဖြစ်စေဘူးအဲ့ဒါတွေပေးမဲ့အစားပျော်ရွှင်အောင်ကြိုးစားပေးတာကိုလည်းပဲ loving kindness လို့အဓိပ္ပာယ်သတ်မှတ်လို့ရပါတယ်ဟုတ်ပြီနောက်တစ်ခုကတော့ surprise ပေါ့နော် surprise is a feeling that is caused by something unexpected surprise is a feeling surprise ဆိုတာလည်းပဲခံစားချက်လေးပဲဘယ်လိုခံစားချက်လဲဆိုတော့ that is caused ဖြစ်စေတယ် by something unexpected unexpected မျှော်လင့်မထားတဲ့ something တစ်စုံတစ်ခုကြောင့် something unexpected မျှော်လင့်မထားတဲ့တစ်စုံတစ်ခုကြောင့် that is caused ဖြစ်လာတဲ့ခံစားချက်တစ်ခုကိုဘာလို့ခေါ်လဲဆိုရင် surprise နော်ဒီလိုလို့ခေါ်တယ်မျှော်လင့်မထားဘူးမျှော်လင့်မထားဘဲနဲ့တစ်ခုခုဖြစ်လာပြီဆိုရင်အဲ့လိုဖြစ်လာတဲ့အခါမှာဖြစ်လာတဲ့ခံစားချက်လေးဒီ surprise ဖြစ်တယ် when something surprising happen to us something surprising ဟာအားသိစရာတစ်စုံတစ်ခုပေါ့နော်ဒါနေ something surprising adjective လေးနဲ့သုံးထားတယ် surprising အားသိစရာတစ်စုံတစ်ခုဟာ happen to us ကျွန်တော်တို့ဖြစ်တဲ့အခါမှာနော်ကိုရှိမှာအားသိစရာတစ်စုံတစ်ခုဖြစ်တဲ့အခါမှာ we raise our eyebrows to open our eyes wider to allow us to see what is happening ဖြစ်ပျက်နေတဲ့အရာကို to allow us to see ကျွန်တော်တို့မြင်ခွင့်ရဖို့အတွက် to open our eyes wider မျက်လုံးတွေကပြည့်ကျဲသွားတဲ့အထိမျက်ခုံးတွေကိုပင်မိထကြတယ်ပေါ့နော်အဲဒါကတော့ဒီ surprise ဖြစ်တဲ့အခါမှာလူတွေလုံးလေးလုံးတိုင်းရှိတဲ့ manners လေးပေါ့နော်အဲ့တော့တစ်စုံတစ်ခုအားသိစရာကိုကြုံတွေ့လိုက်ရတဲ့အခါမှာအားသိစရာတစ်စုံတစ်ခုဖြစ်ပျက်တဲ့အခါမှာ we raise our eyebrows to open our eyes wider မျက်လုံးလေးပြည့်ကျဲသွားတဲ့ထိအောင်မျက်ခုံးလေးကိုပင်တတ်ကြတယ်နော်မြင့်တင်လိုက်တဲ့ဆိုတော့မျက်ခုံးပင်မိတတ်ကြတယ်ဘာကြောင့်လဲဆိုတော့ to allow us to see what is happening ဖြစ်ပျက်နေတဲ့အရာတွေကိုကျွန်တော်တို့မြင်ခွင့်ရဖို့အတွက်ဒါ surprise ဖြစ်တဲ့ manner လေးပေါ့နော် surprise ဖြစ်တဲ့ manner လေးပေါ်ပြတဲ့အခါမှာသုံးတယ် surprise ဘာကြောင့်ဖြစ်တယ်လဲဘယ်လိုချိန်မှဖြစ်တယ်လဲဆိုရင် something unexpected
မျော်လင့်မထားတဲ့တစ်စုံတစ်ခုကြောင့်ဖြစ်လာတဲ့ feeling လေးကို surprise လို့ခေါ်တယ် surprise ဖြစ်လာပြီဆိုရင်ဘာလုပ်တတ်လဲဆိုတော့မျက်လုံးတွေပြူကျဲသွားတဲ့အထိအောင်မျက်ခုံးလေးကိုပင်မိတတ်ကြတယ်အဲဒီမှာဆိုရင်ဘာဖြစ်နေတဲ့အရာတွေကိုပေါ့နော် to allow us to see မြင်တွေ့ခွင့်ရဖို့အတွက်ဆိုပြီးတော့ဝါကြလေးမှာတွေ့ရမှာဖြစ်ပါတယ်အဲဒီတော့ရှိမှာတော့မှာ loving kindness ပေါ့နော်နောက်ဒီမှာ empathy sympathy joy နော်ဒါလေးတွေကဘာကိုပြောချင်တာလဲဆိုတော့ဒီမှာ daily life เนาะနေ့စဉ်ဘဝရဲ့ basic emotion အခြေခံစိတ်ခံစားမှုတွေเนาะဒါလေးတွေကိုမေးခဲ့ရင် joy ကနေစပြီးတော့ဖြည့်ပေးရမှာဖြစ်တယ်အဲ့တော့ joy sympathy empathy loving kindness surprise ဆိုတာဒီ5ချက်ပြီးသွားပြီဒီ5ချက်ကတော့ positive emotions လို့လည်းပြောလို့ရတယ်ဟုတ်ပြီနောက် number 6အနေနဲ့ကတော့ anxiety ဆိုတာက is a normal human emotion that is found as a reaction to stress anxiety ဆိုတဲ့စိုးရိမ်ပူပန်ခြင်းက as a reaction to stress ဆိုတဲ့စိတ်ဖိစီးမှုကို reaction တုံ့ပြန်ချက်တစ်ခုအဖြစ် that is found တွေ့ရတဲ့ normal human emotion ပုံမှန်လူခံစားချက်တစ်ခုဖြစ်တယ်နော်စိုးရိမ်ပူပန်နေဆိုတာဘာကြောင့်ဒီလိုဖြစ်လာသလဲဆိုရင် stress တစ်ခုခုကို reaction လုပ်လိုက်လို့ပေါ့နော်တုံ့ပြန်ချက်ပေးလိုက်လို့အဲ့တုံ့ပြန်ချက်ကနေဖြစ်လာတဲ့တာမန်ပုံမှန်လူတွေခံစားနေရတဲ့ခံစားချက်ကို anxiety လို့ခေါ်တယ် normal anxiety is what we feel when we are exposed to external stresses such as losing a job having difficulties in marriage or our children getting ill ဟုတ်ပြီအဲ့ဒါ normal anxiety ပုံမှန်စိုးရိမ်ပူပန်ခြင်းဟုတ်ပြီနော်အဲ့တော့လူတွေမှာနေ့စဉ်ဘဝတွေမှာကြုံတွေ့နေရတဲ့ပုံမှန်စိုးရိမ်ပူပန်ခြင်းတွေဆိုတာက loses a job အလုပ်ပြုတ်ခြင်း having difficulties in marriage အိမ်တော်ကြီးမှာအခက်အခဲတွေတွေ့ကြခြင်း or our children getting ill ကလေးတွေနေမကောင်းခြင်းဒီလိုမျိုးအခြေအနေတွေကဆိုရင် external stress လို့ခေါ်တယ်ပြင်ပဖိအားတွေပေါ့နော်အလုပ်ပြုတ်သွားတယ်အိမ်တော်ကြီးအဆင်မပြေဘူးအခက်အခဲတွေတွေ့ရမယ်ကလေးတွေနေမကောင်းဖြစ်မယ်ဒီလိုမျိုး external stress ပြင်ပဖိအားတွေအဲ့လိုပြင်ပဖိအားတွေနဲ့ when we are exposed ကြုံတွေ့ရတဲ့အခါမှာ what we feel ကျွန်တော်တို့ခံစားရတဲ့အရာတွေ normal anxiety ပုံမှန်ဆိုရင်ပူပန်ခြင်းပေါ့နော်အဲ့တော့ဒီအခြေအနေတွေဒီကိုလုံးလို့မဟုတ်ဘူးဒါ external stress ကြောင့်ဖြစ်တယ်အဲ့လို external stress တွေကြောင့်ကိုယ့်ရဲ့စိတ်ထဲမှာခံစားနေတဲ့အရာတွေပါလဲဆိုတော့ normal anxiety ပေါ့ this type of anxiety is called worry ဒီလိုမျိုးခံစားမှုအလုပ်ပြုတ်သွားတဲ့အခါမှာဖြစ်လာတဲ့ခံစားမှုတွေ worry ပူပင်တော့ကပေါ့နော် now difficulties in marriage တို့ children getting ill ဒီလို external stress တွေကိုခံစားပြီးတော့မှဖြစ်လာတဲ့ external stress တွေကိုကြုံတွေ့ပြီးတော့မှဖြစ်လာတဲ့ခံစားမှုတွေဒီ worry ပူပင်တော့ကတွေဖြစ်မယ်ဒါက and remains with us until the problem is sorted out in some way နည်းလမ်းတစ်ခုခုနဲ့အဲ့ဒီပြဿနာကိုဖြေရှင်းသွားပြီးတဲ့အထိလည်းပဲဒီစိုးရိမ်စိတ်တရားစိတ်ထဲမှာကျန်နေတတ်တယ်နော် remain with us ကျွန်တော်တို့နဲ့အတူ remain ကျန်ရှိနေတတ်တယ်ဆိုတာကဒီ worry ပူပင်တော့ကတွေကိုခံစားနေရတတ်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒါ relative pronoun လေးတွေပါမယ်အဲ့တော့ relative pronoun တွေဒီဘာကိုထုတ်ပြလဲဆိုတော့အရှိပါရှိတဲ့ noun ကိုထုတ်ပြတယ်ဟာဒီမှာ normal anxiety ဟာဘာကြောင့်ဖြစ်တယ်လဲဘယ်လိုအခြေအနေမျိုးဖြစ်လာတယ်လဲเนาะ reaction to stress ပေါ့ဒါကအဲ့ normal anxiety မှာဖြစ်နိုင်တဲ့ external stress ကဘယ်နှမျိုးရှိလဲဆိုတော့3မျိုးရှိတယ်အဲ့တော့ဒီ external stress 3ခုပေါ့အဲ့ဒီ external stress တွေကြောင့်ဖြစ်လာတဲ့ခံစားချက်ကိုကျတော့ worry ပူပင်တော့ကလို့အဓိပ္ပာယ်သတ်မှတ်မယ်နာမည်လေးပေးလိုက်မယ်ပေါ့နော်အဲ့ဒီမှာပုံလေးထဲမှာဆိုလည်းမြင်ရတယ်လို့ပဲ anxiety ဒါဆိုရင်ပူပန်တယ်ပေါ့အဲ့ဒီထဲမှာပူပင်တော့က worry ကြောင့်ကိုပြောခဲ့ပြီးပြီ now when anxiety occurs in response to a more immediate threat, like being attacked by a huge smelly dog or looking over a cliff edge. This is called fear. And after anxiety ကို
အဓိပ္ပာယ်ပုံဖော်သတ်မှတ်လို့ရတာကဒီ anxiety ကကျတော့ respond to a more immediate threat ဆိုတော့ immediate threat နော်ရုတ်တရက်ချိန်ကြောင်မှုကို respond လုပ်လိုက်တာတုံ့ပြန်လိုက်တဲ့အခါဟုတ်ပြီနော်အဲ့တော့ immediate threat ဆိုတဲ့ရုတ်တရက်ချိန်ကြောင်မှုကို respond လုပ်တဲ့တုံ့ပြန်တယ်ဘယ်လိုရုတ်တရက်ချိန်ကြောင်မှုတွေလဲဆိုတော့ being attacked by a huge snarly dog ကိုမျောလင့်မထားပဲနဲ့ဒီ huge ကြီးမားတဲ့ snarly dog ဒီဒေါသထွက်နေတဲ့ခွေးကြီးတစ်ကောင်ပေါ့နော်မန်ဖီနေတဲ့ခွေးကြီးတစ်ကောင်ရဲ့ attack တိုက်ခိုက်ခြင်းကိုခံရတဲ့အခါမှာ looking over a cliff edge ကမ်းပါးစွန်းကနေပြီးတော့ငုံကြည့်လိုက်တဲ့အခါမှာဒါကိုယ်စိတ်ထဲမှာမျှော်လင့်မထားပဲနဲ့ရုတ်တရက်ဖြစ်လာတဲ့ immediate threat တွေပေါ့နော်အဲ့လိုမျိုးဖြစ်လာတဲ့အခါမှာကိုယ်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ခံစားမှုတွေit is called fear ပေါ့နော်သူကကြောက်ရွံ့မှုလို့အဓိပ္ပာယ်သတ်မှတ်လိုက်တယ်ဟုတ်ပြီနော်အဲ့တော့ immediate threat ကြောင့်ဖြစ်လာတဲ့ feeling ကိုကြတော့ fear လို့သတ်မှတ်တယ် external stress တွေပေါ့နော်ပိုရှိမှပြောခဲ့တဲ့ external stress တွေကြောင့်ဖြစ်လာတဲ့ anxiety ကိုကြတော့ worry လို့သတ်မှတ်တယ် immediate threat ကြောင့်ဖြစ်လာတဲ့ anxiety ကိုကြတော့ fear လို့သတ်မှတ်တယ် external stress တွေကတော့၃မျိုးရှိမယ် immediate threat ကတော့ဒီမှာ2မျိုးရှိမယ် being attack တိုက်ခိုက်ခြင်းခံရဆိုတာ passive ကိုကခံရတာမလို့ passive form လေးနဲ့ရေးထားတယ် being attack by a huge snarly dog ရဲ့ now looking over a cliff edge ကမ်းပါးစွန်းကနေပြီးတော့ငုံကြည့်လိုက်မယ်ဆိုတာရုတ်တရက်ဖြစ်လာတဲ့ခံစားမှုလေးပေါ့နော်ဟုတ်ပြီအဲ့တော့ဒါလေးတွေကလည်းပဲ anxiety ဆိုတဲ့ daily emotion တွေထဲမှာပါဝင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာကျန်တဲ့ daily emotion တွေကို daily life မှာတွေ့ရမယ် basic emotion တွေကိုဆက်ပြီးတော့ပြောသွားမှာဖြစ်ပါတယ်